UAE ကိုဘယ်လိုလာလဲဆိုတော့ကျွန်တော်အစီအစဉ်နဲ့ကျွန်တော်လာတာပါဗီဇာဝယ်တယ်လေရင်လက်မှတ်ဝယ်တယ်ပြီးတော့ကျွန်တော်ဒီဘက်မှာနေမဲ့အိမ်ကိုဂျုံငားတယ်ဒီရောက်တဲ့အခါမှာကျွန်တော် CV ဟေးပေါ့နော်အကောင်းဆုံး CV ကိုပြင်ဆင်ပြီးတော့ကျွန်တော်အလုပ်တွေရှောက်ရတယ်ပေါ့အဲ့ဒီအခါမှာလဲကျွန်တော်မှာအခက်အခဲတွေကပထမဆက်စချင်းမှာ CV မကောင်းတဲ့အတွက်အလုပ်တွေမခေါ်ဘူးကျွန်တော် interview တွေမရတာရှိခဲ့ပေါ့နော်ကျွန်တော်နောက်ပိုင်းကျတော့ CV ကိုအကောင်းဆုံးဖြစ်အောင်စူးစမ်းနေနောက်ဆုံးမှာကျွန်တော်ကိုယ်တိုင်က CV service ပေးရပေါ့နော်လူတယောက်အဖြစ်တောင်မှကျွန်တော်လူကြီးမှာရက်တီရဲ့အနေထားတစ်ခုတည်းကို CV ကိုကျွန်တော်အကောင်းဆုံးရေးတတ်သွားတယ်ပေါ့နော်အဲ့လိုမျိုးပဲကျွန်တော်တို့တော်တော့ယုံရတယ်ဗျာရောက်လာတာနဲ့စိတ်ပင်ပန်းမှုကဘာလဲဆိုတော့ပတ်စံမလောက်မှာပတ်စံကုန်သွားမှာပါလာတဲ့ဟာအဲ့ဒီစိတ်ပင်ပန်းမှုလေးတော့ရှိရပါတော့ကျွန်တော်အခုချိန်မှာလာမဲ့လူတွေအတွက်ကတော့ကျွန်တော်တို့လိန်လက်မှတ်ကဒုက္ခရောက်မယ်ပြီးတော့ရင်အထွက်ပေါ့နော်မြန်မာနိုင်ငံအထွက်မှာနည်းနည်းပြဿနာလေးရှိရလို့ကျွန်တော်ကြားပါတယ်ခင်ဗျ